စင်ပြန်ကြီးတို့စောင်းခိုဖို့ဖြစ်လာတော့မှလားမင်္ဂလာပါဘောလုံးဝါသနာရှင်ပရိသတ်တို့ရေဒီနေ့ရမှာတော့ပရီးမီးယားလိဂ်ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Leeds United နဲ့ Arsenal တို့ရဲ့ပွဲစဉ်ရှိနေပါတယ်ရှင် Asian League အသင်းကတော့ Elland Road မှာပရိသတ်အင်အားနဲ့ဧည့်သည် Arsenal ကိုဒုက္ခပေးဖို့ပြင်ဆင်နေသလို Arsenal ကလည်းချန်ပီယံဆုအတွက်အမှတ်မလျော့ဖို့အစွမ်းကုန်ကြိုးစားလာမှာပါဒီပွဲရဲ့အဓိကအချက်လက်တွေကိုည9:00 နာရီခွဲချိန်မှာရင်ခုန်စွာနဲ့အတူတူစောင့်ကြည့်ရမယ့်အနေအထားတစ်ခုဖြစ်လာစေမဲ့ပွဲစဉ်ကောင်းတစ်ပွဲပါပဲရှင် Arsenal ကပြီးခဲ့တဲ့အပတ်ကမန်ယူကိုရှုံးနိမ့်ခဲ့သလိုအမှတ်လျော့ခဲ့ရတဲ့အတွက်ဒီပွဲမှာမဖြစ်မနေနိုင်ပွဲပြန်ရှာဖို့လိုအပ်နေပါတယ်။ Michael Arteta ရဲ့အသင်းကတော့ Martin Odegaard ရဲ့ဖန်တီးမှုတွေနဲ့ဘူကာရိုဆာကာရဲ့အဆုံးသက်တွေကအမြဲတမ်းကိုအားကိုးရမှာပါ။ဒါပေမဲ့ခန်းစစ်ပိုင်းမှာဒဏ်ရာပြဿနာတချို့ရှိနေတာကသူတို့အတွက်တော့အဆိုရင်စရာပါရှင်။အာဆင်နယ်အတွက်သတင်းဆိုကတော့ပြီးခဲ့တဲ့အပတ်ကဒဏ်ရာရသွားတဲ့အဓိကနောက်ခံလူ William Saliba ဒီပွဲမှာပါဝင်နိုင်ဖို့ကတော့မသိကြတာပါပဲ။ဒါဟာ Leeds တိုက်စစ်မှုတွေအတွက်အခွင့်အရေးကောင်းဖြစ်သွားနိုင်ပါတယ်။တစ်ဖက်မှာလည်း Leeds အသင်းဟာသူတို့ရဲ့အဓိကကွန်လန်ဖန်ဆင်းရှင်ပြန်လည်သက်သာလာတာကြောင့်လူစုံနီးပါးကိုပွဲထွက်လာဖို့ရှိနေပါတယ်။တစ်ဖက်က Leeds United ကတော့2026မှာအဆင့်အတန်းတစ်ခုကိုပြန်လည်ရောက်ရှိလာပြီးအင်္ဂိုမှာအသင်းကြီးတွေကိုဒုက္ခပေးလိရှိပါတယ်။သူတို့ရဲ့မြန်စမ်းနဲ့တံမြန်တိုက်စစ်နဲ့ Pressing ကစားပုံကအာဆင်နယ်ရဲ့ကွန်လန်တိဆောက်ပုံကိုနှောက်ယှက်နိုင်ပါတယ်။ဒီပွဲမှာစောင့်ကြည့်ရမှာကတော့အာဆင်နယ်ရဲ့တိုက်စစ်အသက်တွေနဲ့ Leeds ရဲ့ဂိုးသမားတို့ပဲဖြစ်ပါတယ်ရှင့်။ Leeds ဂိုးသမားဟာဆိုရင်တော့လက်စွမ်းပြနိုင်ရင်အာဆင်နယ်တို့ဂိုးရဖို့တော်တော်ကိုရုန်းကန်ရပါလိမ့်မယ်။အာဆင်နယ်ဘက်ကတော့ခိုင်ဟတ်ဘတ်ရဲ့နေရာလွတ်ရှာဖွေနိုင်စွမ်းက Leeds ရဲ့ခန်းစစ်ကိုဖောက်ထွက်ဖို့တော့ကျက်ဖြစ်လာနိုင်ပါတယ်။သမိုင်းကြောင်အရာကြည့်ရင်တော့ Leeds ကအာဆင်နယ်ကိုအင်္ဂိုမှာနောက်ဆုံး3ချိန်တွေ့ဆုံမှုမှာတော့အနိုင်မရထားပါဘူး။ဒါပေမဲ့2026ခုနှစ်ရဲ့ Leeds United ဟာအရင်နှစ်တင်နဲ့မတူပဲခန်းစစ်ပိုင်းပုံမကျစ်လလာတာကိုတော့သတိထားရပါမယ်။အထူးသဖြင့်ပွဲချိန်မိနစ်90နောက်ပိုင်းမှာ Leeds အသင်းကဂိုးတွေပို့ရလေရှိတာကြောင့်အာဆင်နယ်တို့ပွဲပြီးကနေအထိသတိထားကစားရမယ့်ပွဲစဉ်တစ်ပွဲပါပဲ။စီးရင်စရာရဆိုရင်တော့ Elland Road မှာကစားခဲ့တဲ့နောက်ဆုံး9ပွဲမှာအာဆင်နယ်ဟာအသာရထားတာများပေမဲ့ဇန်နဝါရီရဲ့ရာသီဥတုနဲ့ Leeds ပရိသတ်တွေရဲ့စူညံတန်တွေအောက်မှာဘာမဆိုဖြစ်သွားနိုင်ပါတယ်။ကျမတို့ရဲ့ပွဲချိုခန့်မှန်းချက်အရဆိုရင်တော့အာဆင်နယ်ဟာအခက်အခဲတွေကြားကပဲ3-2 ဒါမှမဟုတ်2-1နဲ့ကတ်နိုင်သွားလိမ့်မယ်လို့ထင်ပါတယ်။ Leeds ကတော့ဂိုးတကိုးပြန်ရဖို့အခွင့်အရေးများပါတယ်ရှင်။ကဲပရိသတ်တို့ရောဒီပွဲမှာဘယ်သူနိုင်မယ်လို့ထင်လဲ Leeds ကအင်္ဂိုမှာအာဆင်နယ်ကိုအမှတ်ဖြတ်နိုင်ပါမလားဆိုတော့အောက်ကမမှာခန့်မှန်းပြီးခဲ့ကြပါအောင်နော်အခုလိုမျိုးပွဲကြိုကိုခန့်မှန်းချက်တွေနဲ့အတူပွဲစဉ်တွေကိုအချိန်မှတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုစောင့်ကြည့်ရအောင် like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်